ရဲတွေဟာဆီဘာမန်ကိုဖမ်းဖို့ထောင်ချောက်ဆင်ထားတာဖြစ်ပေမဲ့ဆီဘာမန်ကရောက်လာခဲ့ကြောင်းနဲ့ဘင်ကသူတို့ရဲ့အစီအစဉ်ကိုဖျက်ဆီးလိုက်ပုံရတယ်လို့ရှင်းပြပါတော့တယ်။နောက်တစ်နေ့မှာဆီဘာမန်ကသူတို့ကိုနောက်ထပ်လာမနှောင့်ယှက်တော့ဘူးလို့ဘင်ကကတိပေးလိုက်တာကြောင့်ဂျန်နက်ကအလုပ်ပြန်ဝင်ဖို့သဘောတူခဲ့ပါတယ်။ယောဘီဟာဖလင်းရဲ့စစ်တပ်တပ်ပုံဟောင်းကိုကြည့်ရင်လော်နီကိုမှတ်မိသွားပါတယ်။အဲ့ဒီခေတ်ကာလကစစ်တပ်တပ်ဖွဲ့တွေကိုလူမျိုးစုအလိုက်ခွဲခြားထားတာကြောင့်ဒါဟာမဖြစ်နိုင်တဲ့အရာပါယောဘီကအဲ့ဒီစာအနက်ကိုလိုက်ဖို့ထွက်သွားပြီးနောက်ဆီဘာမန်ကရုံးခန်းကိုရောက်လာပြီးအလုပ်တစ်ခုအနှံပါတယ်သူ့လူတွေထဲမှာတစ္ဆာဖောက်တစ်ယောက်ရှိနေပြီးအဲ့ဒီလူကအက်ဒီဆင်ကိုသူ့အိမ်တော်စီလို့အခဲ့တာဖြစ်တယ်လို့ရဲတွေကိုလည်းတရားမဝင်ကုန်ပစ္စည်းအကြောင်းသတင်းပေးခဲ့တာလို့သူကထင်နေပါတယ်ဆီဘာမန်ကစပုံငွေချုပ်ပေးခဲ့ပြီးတစ္ဆာဖောက်ကိုရှာဖွေပေးနိုင်ရင်ပို့ပြီးပေးဦးမယ်လို့ကတိပြုပါတယ်ဆီဘာမန်ထွက်သွားပြီးနောက်ဘင်ကငွေစက်ကူတွေကိုစစ်ဆေးကြည့်တဲ့အခါဆီဘာမန်ဟာသူ့ပိုက်ဆံအားလုံးကိုအမက်အသားလှုပ်ထားတဲ့မန်တရီထားမိသွားပါတယ်ပြီးနောက်ကပ်ပေးခဲ့တဲ့ငွေစက်ကူတွေကိုပါစစ်ဆေးကြည့်တဲ့အခါအခြားနေရာတစ်ခုမှာအမက်အသားတစ်ခုလှုပ်ထားတာကိုထပ်မံတွေ့ရှိရပါတယ်နောက်တော့ဘင်ဟာဆေးရုံကိုသွားပြီးရဲရရှိအတူအဖြစ်ဟန်ဆောင်ကစိတ်ကမ်းပိခတ်မှုမှာတန်ရာရခဲ့တဲ့ရဲတွေကိုမင်းမြတ်တဲ့အခါအဲ့ဒီရဲအုပ်စုကိုမြို့တော်ဝင်ကိုယ်တိုင်စီလွတ်ခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်တစ်ဖက်မှာလည်းယောဘီဟာအခြေခံလူဒန်းစားရက်ကွက်စီပြန်ရောက်လာတဲ့အခါရဲတွေကနေရာရှင်းလင်းနေတာကိုတွေ့ရပါတယ်ရဲတွေကဒေသခံတွေကိုဝိုင်းဝန်းရိုက်နှက်နေကြပြီးယောဘီကဓာတ်ပုံတွေရိုက်ယူခဲ့ပါတယ်လော်နီထွက်လာတဲ့အခါရဲတယောက်ကသူ့လက်မောင်းကိုနံပါတ်3နဲ့ရိုက်လိုက်ပေမဲ့တုပ်ပဲကျိုးသွားခဲ့ပါတယ်ရုတ်တရက်လော်နီရဲ့အရေးပြားကအလွန်မာကျောတဲ့ကြောက်တုံးလိုပြောင်းလဲသွားပြီးရဲတွေကိုအားပြင်းပြင်းနဲ့ပြန်လည်တိုက်ခိုက်ပါတော့တယ်ဖလင်းကလည်းတဲဖြစ်ပြောင်းလဲပြီးရဲတွေကိုဝိုင်းဝန်းနေရမှာကူညီပေးခဲ့ပါတယ်ယောဘီကတော့လော်နီနဲ့ဖလင်းတို့ရဲတွေကိုအလဲတိတ်နေတဲ့ပုံတွေကိုစက်တိုက်ဓာတ်ပုံရိုက်ယူနေခဲ့ပါတယ်နေလေပိုင်းမှာဘင်ဟာမျိုးထဲမှာလိုက်လံစုံစမ်းရင်းကာဒီရဲ့တိုက်ခန်းကိုရှာဖွေတွေ့ရှိပြီးသူ့ကိုဘယ်သူခိုင်းခဲ့လဲလို့မေးမြန်းပါတယ်ကာဒီကသူ့ကိုဘယ်သူမှမခိုင်းကြောင်းသူဟာတစ်သားချေတုတက်ထားရလို့ကိုယ်တိုင်ဓာတ်ပုံရိုက်နိုင်တာကြောင့်ဓာတ်ပုံတွေကိုသုံးပြီးပိုက်ဆံရှာခြင်းယုံတက်တာဖြစ်ကြောင်းနဲ့မျိုးတော်ဝင်ရုံကနေသတင်းရခဲ့တာလို့ရှင်းပြပါတယ်အဲ့ဒီအချိန်မှာဘင်ရဲ့ပင်ကူအာယုံကတတိပေးလာပြီးအပြင်မှာလူတစ်ယောက်ကအဆောက်အုံကိုစောင့်ကြည့်နေမှန်းသိလိုက်ရတာကြောင့်နောက်ဖေးတကားကနေထွက်ပြေးခဲ့ပါတယ်အဲ့ဒီနောက်ဘင်ဟာကက်စီကိုသွားပြီးဆီလ်ဗာမန်ကတစ္ဆာဖောက်ကိုရှာဖို့သူ့ကိုငှားရမ်းထားကြောင်းပြောပြပါတယ်ကက်ကဖလင်းဟာအမြဲတမ်းတစ္ဆာရှိခဲ့ကြောင်းနဲ့ဆီလ်ဗာမန်ဟာစာနာတက်တဲ့လူစားမျိုးမဟုတ်တာကြောင့်သူမအနေနဲ့အလွန်ကြောက်ရွံ့မိကြောင်းပြောပါတယ်အပြန်လမ်းမှာဘင်ဟာတစ္ဆာဖောက်ကိုလိုက်ရှာနေတဲ့ဝင်းစတန်နဲ့တိုးမိပါတယ်ဝင်းစတန်ကဘင်ကိုပိုက်ဆံအချို့ပေးပြီးသတင်းတစ်ခုခုရရင်သူ့စီအရင်ဆုံးလာပြောဖို့မှာကြားပါတယ်